ပဲ့ရဲ့ပြင်းထန်တဲ့ဖြတ်ထုတ်မှုကို Luis Fabiano ခံလိုက်ရတယ်။အဲ့ဒီအခိုက်အတန့်ကစပြီးပေါ်တူဂီနောက်ခံလူတို့အိမ်မက်ဆိုးကစတင်ခဲ့ပါတယ်။ Fabiano က Felipe Melo စီလျှို့ဝှက်စွာလှမ်းသွားပြီးငါတို့ဘယ်သူတွေလဲဆိုတာသူ့ကိုပြကြစို့လို့တိုးလေးပြောလိုက်တယ်။မိနစ်နှင်းငယ်ကြာမှာတော့ Felipe Melo ကပထမဆုံးတိုက်စစ်ကိုစတင်လိုက်ပါတယ်။အလွန်တင်းမာတဲ့ဘောလုံးလူယူမှုတစ်ခုအတွက်သူဟာခြေလက်ကိုအန်ဒီရဲ့ရှိလောက်အောင်မြောက်တင်ပြီးပဲ့ရဲ့မျက်နှာနာကိုပေါ့တာတီကဖြတ်သွားခဲ့ပါတယ်။ဒေါသထွက်သွားတဲ့ပဲ့ကချက်ချင်းဒိုင်လူကြီးစီပြေးသွားပြီးအရေးယူပေးဖို့တောင်းဆိုခဲ့ပေမဲ့အပြာရောင်ဝတ်ထားတဲ့ဒိုင်လူကြီးကတော့ကစားပွဲကိုဆက်လက်ခွင့်ပြုခဲ့ပါတယ်။ပဲ့ကခေါင်းငုံပြီးပြန်လှည့်သွားခဲ့ပြီးသူ့ရဲ့တုံ့ပြန်မှုကိုပြင်းစင်နေတယ်လို့ထင်ရပါတယ်။အဲ့ဒီနောက်ဒီအထစ်ပြက်ကရောက်လာပါတယ်။ပြင်းထန်တဲ့ထိတွေ့မှုတစ်ခုအတွေ့ပဲ့ဟာဖိလစ်ပင်းမယ်လိုရဲ့ခြေလက်ကိုကျန်းထမ်းတဲ့ဖျက်ထုတ်မှုနဲ့နင်းဖို့ကြိုးစားခဲ့ပြီးကွင်းအတွင်းကတင်းမာမှုကိုပိုမိုမြင့်တက်စေခဲ့ပါတယ်။မိနစ်တွေတဖြည်းဖြည်းကုန်ဆုံးသွားပြီးလေထုကစူပွက်နေသေးပေမဲ့အရာအလုံးဟာနောက်ဆုံးမှငြိမ်သက်သွားတယ်လို့ထင်ရပါတယ်။ပဲ့ကဘောလုံးကိုအေးအေးဆေးဆေးလက်ခံရယူလိုက်ပေမဲ့အန်ဒီယေကတော့သူ့အနားမှာရှိနေသေးပါပဲ။ဖိလစ်ပင်းမယ်လိုကနောက်ကနေရုတ်တရက်ပေါ်လောင်ပြီးပခုံးနဲ့ပြင်းပြင်းထန်ထန်တိုက်ချလိုက်ကကြောင်းပဲ့ဟာမြေပြင်ဘိုးကိုလဲကျသွားခဲ့ပါတယ်။ပဲ့ကဖီအားကနေလွတ်မြောက်ဖို့ဘောလုံးကိုအဝေးရှင်းထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ Luis Fabiano ကတော့သူ့ကိုအနားယူခွင့်လုံးဝမပေးခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲပဲ့ဟာဒီပွဲကတာမန်ဘောလုံးပွဲတစ်ပွဲမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာစစ်ပွဲတစ်ခုဖြစ်နေကြအောင်နားလည်သွားခဲ့